အားလုံးပဲမင်္ဂလာပါဘာမစ်ခရေစီဘိုက်ကားနေပုံမှာပြန်လေကြိုဆိုလိုက်ပါတယ်ဒီလအတွင်းမှာကျွန်တော်တို့ဆိုင်မှာ Yamaha နဲ့ပတ်သက်ပြီးတော့ promotion လေးရှိတယ်ဗျာအဲ့ဒါဘလိုမျိုး promotion လဲဆိုတော့ဒီ Yamaha ဘိန်းနေရပဲ CC ကြီး CC တေးသေးဗျာဆိုင်ကလက်ငင်းဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒီဟာဒီစာရွက်စာတမ်းက free ဒီဆိုင်ကတန်ဖိုးနဲ့ကျွန်တော်တို့ပကံဘိုးပဲပေးရမှာဗျာနော်အဲ့ဒါဆိုတော့တကယ်လို့ကိုယ်စကားပြောတတ်မယ်ဆိုရင်လေကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဈေးနှုန်းတွေကိုထပ်ပြီးတော့ short လို့ရအောင်မယ်ဆိုတော့အနေထားတစ်ခုမှာဗျာနော်အဲ့ဒါဆိုလက်ရှိအနေထားမှာကျွန်တော်တို့ဆိုင်မှာကျွန်တော် 300cc တန်းရဲ့နော်ဘယင်လို့ပြောလို့ရတဲ့ Yamaha အိမ်မကတော့ကျွန်တော်ဆိုင်မှာဒီ2စီးတော့ရှိအောင်မယ်ဗျာနော်အဲ့ဒါဆိုတော့စမူစာကွန်ကထုပ်ပံအုံနေအောင်ရညီကိုတွေဗျာနော်ဆိုင်ရလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာရုံကြည်နဲ့လာအားပေးလို့ရမယ်ပြီးတော့ဒီ2စီးမှာပါတဲ့ကောင်လေးရဲ့အကြောင်းကိုလည်းကျွန်တော်နည်းနည်းလေးရှင်းပြမယ်ဗျာနော်ဒီကျွန်တော်တို့ဒီ25 anniversary မှာဆိုရင်ကျွန်တော်တို့ဒီအိုလင်းဖောက်တစ်စုံပါမယ်ဗျာနော်အိုလင်းဖောက်တစ်စုံပါမယ်ခွေရတော့အမဲရောင်လေးပဲလာမယ်ဗျာနော်အဲ့ဒါတို့2025 model နဲ့ဘာမှမကွာဘူးနော်ပုံစံတူတူပဲနော်ကျွန်တော်တို့ဒီခုနှစ်နဲ့ကျွန်တော်တို့လိုင်းရက်နဲ့ပဲပြောင်းသွားမယ်ဗျာနော်အဲ့ဒါတို့ကျွန်တော်ဆိုင်မှာ25 anniversary တစည်းရှိမယ်ပြီးရင်ကျွန်တော်တို့ဒီရိုးထဲမှာကြည့်မယ်ဆိုရင်လည်းဗျာလုံးဝခဲရောင်လေးဗျာနော်ကျွန်တော်ထိုင်းမှာဆိုရင်ဒီကောင်လေးကရှားမားရောင်လေးဗျာနော်အဲ့ဒါဆိုတော့ဈေးနှုန်းလေးရလေဗျာလက်ခံပေးလို့ရတဲ့အတိုင်းအတာတစ်ခုမှရှိတယ်ဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ခွေရကြတော့လေဗျာကျွန်တော်တို့ရွှေရောင်နဲ့လာမယ်ဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဆိုင်မှာနှစ်စီးရောရှိသေးတယ်နော်လိုချင်တဲ့ညီကိုတွေကျွန်တော်စီမှာရုံကြီးနဲ့လာအားပေးလို့ရမယ်ဗျာနော်အဲ့ဒါဆိုတော့အိမ်မကတော့ဗျာစီးဘူးတဲ့ညီကိုတွေဆိုရင်တော့အရင်ထူးဘာမှပြောကြမရှိဘူးနော်ဒါတော့သူ့ရဲ့ display အနေထားနော်ဒါတော့ထုံးစံတိုင်းပဲ2025 model နဲ့အတူတူပဲဗျာနော်ဘာမှပြောင်းလဲထားတာမရှိဘူးနော်စမကီနဲ့လာမယ်အရှိကကျွန်တော်တို့ ABS ကိုမှနော်ABS ကိုမှဗျာနော်ကျွန်တော်တို့စလင်ဒါဒဘယ်စလင်ဒါနှလုံးနဲ့ဆင်းမယ်ဗျာနော်အဲ့ဒါဆိုတော့နှစ်စီးလုံးကတော့ဘာမှပြောကြတော့မရှိဘူးအဲ့ဒါတော့ကျွန်တော်လိုချင်တဲ့ညီကိုတွေဗျာနော်ဆိုင်မှာတော့ဒီကောင်ကြီးရှိနေသေးတယ်နော်ကျွန်တော်အားပေးခဲ့ကြတဲ့ညီကိုတယောက်ရှိနေကြတယ်တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ဗျာနော်